အားလုံးမင်္ဂလာပါမြန်ပန်းနေပြန်ပြီးကြိုဆိုပါရစေကျွန်တော်ဒါပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒါ American ထောင်လိုင်းအကြီးအကဲဒါ CIA ရဲ့အကြီးအကဲပေါ့လေ John Ratcliffe ကဒါ Moscow ရုရှားနိုင်ငံ Moscow မြို့ကိုသွားတာအားလုံးသိပြီးသားပေါ့လေဆိုတော့ဒီမှာကသူကဘယ်သူနဲ့တွေ့လဲဆိုတော့ဒီရုရှားရဲ့ဒီထောင်လိုင်းအကြီးအကဲနဲ့သွားတွေ့တာပေါ့လေသွားတွေ့တာဘာသွားတွေ့လဲဆိုတော့ဒါအခုနောက်ပိုင်းမှာပဲသတင်းတွေကကြည်ကြပြည့်ပြည့်တက်လာတာပေါ့အရင်ကတော့ပူတင်နဲ့ပဲတွေ့တယ်လို့ဘာလို့ညာလို့သတင်းတွေတက်ပေမဲ့ဒါအခုချိန်မှာကတော့ဒါထောင်လိုင်းအကြီးအကဲနဲ့တွေ့တယ်ပူတင်နဲ့တော့မတွေ့ခဲ့ဘူးဒါပေမဲ့ဘာတော့ပြောတာလဲဆိုတော့ဒီရက်ပိုင်းမှာရုရှားကဒါနေတိုးဖွဲ့ဝင်နိုင်ငံတွေကိုတိုက်ခိုက်ဖို့အတွက်နျူကလ িয়ার လက်နက်သုံးစွဲဖို့အတွက်ကိုဒါပြင်ဆင်နေတဲ့အပိုင်းတွေအများကြီးဖြစ်လာတယ်ပေါ့လေဒါကို CIA ကထောင်လိုင်းဒါသတင်းရတယ်အဲ့အတွက်ကြောင့်ဒါမလုံနဲ့ဆိုတဲ့ဟာကိုသွားပြီးတော့သတိပေးတားဆီးတာပေါ့လေအဓိကတော့နေတိုးဖွဲ့ဝင်နိုင်ငံတွေကိုမင်းတို့မဆန်းသက်နဲ့ပေါ့သွေးတို့မဆန်းနဲ့ဆိုတဲ့ပုံစံမျိုးတကယ်နေတိုးဖွဲ့ဝင်တနိုင်ငံကိုသူတို့ကကျူးကျော်မယ်ဆိုတဲ့ပုံစံမျိုးစီစဉ်ထားတာပေါ့လေဘာလို့လဲဆိုတော့ဒီစစ်ဖက်ဆိုင်ရာအပြောင်းအလဲတွေတချို့ယူကရိန်းနဲ့ပဲမဟုတ်တော့ဘဲနဲ့နောက်တဲ့စစ်များဦးတွေလှည့်အောင်လို့ဒါအမေရိကန်နဲ့သူ့ဘက်သူစစ်ပန်းနေတဲ့အချိန်မှာဒီလိုမျိုးလှည့်ဖို့ရုရှားစဉ်းစားနေပုံရတယ်အဲ့အတွက်ကြောင့်ဒီ CIA အကြီးအကဲကရုရှားတီကိုသွားပြီးတော့သူတို့ချာအနေနဲ့မင်းတို့ဒီ Baltic နိုင်ငံတွေအဓိကသူတို့ပြောတာတော့ Baltic နိုင်ငံတွေလို့ပြောတယ်နေတိုးဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ဒီ Estonia တို့ဘာလို့ပေါ့လေဒီ၃နိုင်ငံရှိတယ်ဒီ၃နိုင်ငံကိုသူတို့ကရုရှားနိုင်ငံတွေပဲကြီးထိနေတာပေါ့လေအဲ့အတွက်ကြောင့်တော့ဝင်ရောက်ကျူးကျော်တိုက်ခိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့သွေးတို့ဆန်းတာပေါ့အခက်အသတ်နဲ့ပေါ့အရင်ဒီယူကရိန်းလိုတော့ဟိုးနဲ့တော့လုံးမှာတော့မဟုတ်ဘူးဒါပေမဲ့အခက်အသတ်နဲ့ဒါသွေးတို့ဆန်းမဲ့သဘောတွေရှိတယ်အဲ့ဒါကိုဆန်ရင်ကသတင်းရတာအတိအကျဖြစ်တဲ့အတွက်ကြောင့်ဒါမလုံနဲ့မင်းတို့ပူတင်စီကိုပြန်ပြောပေးဆိုတဲ့ပုံစံမျိုးနဲ့အတူဒါသွားပြီးတော့သတိပေးတာပေါ့လေပြီးတော့ဟိုတလက်စားတယ်ဘာဖြစ်လာလဲဆိုတော့အခု UK ပေါ့လေပြည်ထိုင်နိုင်ငံကဒီယူကရိန်းကိုအရင်တော့ဆိုရင်လက်နက်ပေးနေရကနေဒီတာဝေးပြဒုံးကြီးတွေထုတ်လုပ်နိုင်တဲ့နီးပညာပေါ့ဒီ technology ကိုပါလွှဲပြောင်းပေးလိုက်တာကိုရုရှားတော်တော်လေးကိုဟိုသောတာထွက်တာပေါ့လေရုရှားနိုင်ငံကိုပြစ်နေတဲ့ပစ္စည်းတွေကဒါယူကရိန်းနိုင်ငံကအသုံးပြုနေတာကဒါ UK နိုင်ငံထုတ်တဲ့ပစ္စည်းတွေ UK နိုင်ငံရဲ့နည်းပညာတွေဖြစ်တဲ့အတွက်ကြောင့်အခုရုရှားဘာကျင်ညာလဲဆိုတော့ UK နိုင်ငံရဲ့စီးရေးပြစ်မှတ်တွေအကုန်လုံးကိုဒါယူကရိန်းနိုင်ငံထဲမှာရှိတဲ့ UK ရဲ့စီးရေးပြစ်မှတ်တွေအပြင်ယူကရိန်းနိုင်ငံပြင်ပမှာရှိတဲ့ UK ရဲ့စီးရေးပြစ်မှတ်တွေကိုပါတိုက်ခိုက်သွားမယ်ဆိုပြီးတော့ဒါရုရှားနိုင်ငံကြီးညာတယ်ပေါ့လေဒါတရားဝင်ကြီးညာတာပေါ့အဲ့လိုမျိုးဆိုတော့ဒါ UK နိုင်ငံကိုဒါစစ်ပွဲတွေဆွဲထည့်လိုက်တယ်ဆိုတော့ပုံစံမျိုးတောင်ဖြစ်သွားနိုင်တယ်အဲ့အတွက်ကြောင့်လေဒီခုန CIA အကြီးကသွားပြီးတော့ဒီ Baltic နိုင်ငံတွေအပြင်ကို NATO အဖွဲ့ကိုလာပြီးတော့ရန်မစနဲ့ပေါ့ရန်စမယ်ဆိုရင်အနေနဲ့ပိုကြီးသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးရုရှားဘက်ကလည်းဘယ်လိုစဉ်းစားလဲဆိုတော့နေတိုးဖွဲ့ဝင်နိုင်ငံတွေကိုတိုက်မယ်ဆိုရင် तू မလွယ်ဘူးလေဘာဖြစ်လို့လဲဆိုတော့နေတိုးအဖွဲ့ကစီးလုံးညီညွတ်မှုရှိခဲ့ရင်တော့ရုရှားအသေးကြပေါ့မနိုင်ဘူးပေါ့စစ်ပွဲကပိုကြီးသွားမယ်စစ်ကပို့ပြီးတော့အခုချိန်ထက်ပို့ပြီးတော့ကြီးသွားမယ်ပေါ့အဲ့ဒါကိုအမေရိကန်လည်းမလိုလားဘူးစစ်တိုက်ရမှာဘာလို့ဆိုတော့အီရန်နဲ့လည်းဖြစ်နေတာတမျက်နှာပြီးတော့နေတိုးဖွဲ့ကိုလည်း तू ကပဲဥဆောင်ရမယ်စစ်လက်နက်ပစ္စည်းတွေလည်းအသုံးပြုရမယ်ဆိုရင်စစ်ပွဲလည်းပို့ပြီးတော့ကြီးသွားမှာကိုကားသွားမှာကိုမလိုလားဘူးပေါ့လေဟိုဒီပြဿနာတစ်ခုတော့ဖြေရှင်းလို့မပြီးသေးတဲ့အချိန်မှာနောက်တဲ့ပြဿနာတစ်ခုကိုဖြေရှင်းရမယ်ဆိုတာကတော့ဒါတော်တော်လေးခဲရင်းတဲ့အခြေအနေပေါ့ဒါဒီနေ့ကဒါအော်ဂိုလာ28ရက်နေ့ဖြစ်သွားပြီပေါ့လေ28ရက်နေ့ဖြစ်သွားတဲ့အချိန်မှာဒါထူးထူးခြားခြားအနေနဲ့အခုယူကရိန်းနဲ့ရုရှားနဲ့အပြန်အလှန်ပစ်ခတ်မှုတွေကတော့ဒါပြောကြရအောင်မလို့နေ့စဉ်နဲ့အမျှဒါ CIA အကြီးကပြန်သွားပြီးတော့ချက်ချင်းပဲဒါရုရှားနိုင်ငံယူကရိန်းကို drone ပေါင်းများစွာပဲ့ထိန်းဒုံးကျည်ပေါင်းများစွာနဲ့တိုက်ခိုက်လိုက်တယ်ပေါ့လေပြီးတော့နောက်တစ်ချက်ကရုရှားဘက်ကဘယ်လိုစဉ်းစားလဲဆိုတော့အခုချိန်မှာယူကရိန်းမှာဒီ Patriot လို့ခေါ်တဲ့လေကြောင်းကာကွယ်ရေးစနစ်တွေအမေရိကန်ကထောက်ပံ့ပေးထားတဲ့ဟာတွေကတော်တော်လေးပြက်လက်နေတယ်ဒါတကယ်လက်တွေ့အမှန်တရားပေါ့လေအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့နောက်ထပ်နိုင်ငံတစ်ခုကိုနေတိုးဖွဲ့ဝင်နိုင်ငံတစ်ခုကိုထပ်ပြီးတော့တိုက်မယ်ဆိုရင်ဒီနိုင်ငံတွေအကုန်လုံးအမှန်တိုင်းပြောရရင် American စစ်လက်နက်ပစ္စည်းတွေနဲ့လဲပတ်နေတာပေါ့လေဒီနိုင်ငံတွေမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကလည်းယူကရိန်းနိုင်ငံကိုပဲပို့နေတော့ဒီနိုင်ငံတွေကိုအခုချိန်မှာဒါယူကရိန်းရုရှားကဝင်ရောက်ပြီးတော့အကန့်အသတ်နဲ့ပေါ့လေတိုက်ခိုက်မယ်ဆိုရင်ကျူးကျော်မယ်ဆိုရင်ဒီနိုင်ငံတွေကဘယ်လိုမျိုးလက်တုံ့ပြန်လာမှာလဲဒီအရှိမတော့ရုရှားဆန်းနေတာဗောလေ drone တွေကြော်ဝင်သွားလိုက်ဟိုဟာတွေကြော်ဝင်သွားလိုက်ဒီဟာတွေကြော်ဝင်သွားလိုက်တော့ခဏခဏဖြစ်တယ်ဒါပေမဲ့နေတိုးအဖွဲ့ကဘာမှဟိုပြန်ပြီးတော့တုံ့ပြန်မှုကဟိုချုပ်ရှုံးချတဲ့ဟာကလွဲပြီးတော့ကြံတာမရှိဘူးပေါ့လေဒါကလည်းပူတင်အတွက်ကတော်တော်လေးကိုဟိုစီလုံးမှုပြုတ်ကွဲနေပြီလားဆိုပြီးတော့သူကထက်ပြီးတော့စမ်းသပ်ချင်တာပေါ့ဒီတဲ့အရင်ကဒီ drone တွေပါလမ်းကြောင်းမှားပြီးဝင်သွားတယ်ဘာညာဆိုပြီးမယ်လေဒါအခုချိန်မှာတော့တကယ်ထဲထဲဝင်နဲ့ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကိုသူကစမ်းသပ်ချင်ပုံရတယ်ပေါ့လေဒါဟိုတော်တော်လေးတော့ဟိုသူကစီစဉ်နေတယ်plan ဆွဲနေတဲ့ပုံစံမျိုးဒါကို CIA ကသိပြီးတော့ဒါမျိုးမလုံနဲ့ဆိုတဲ့ဟာမျိုးငါတို့တော့လက်ခံမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တွားရောက်ပြီးတော့တတိပေးတာပေါ့လေဆိုတော့ဟိုအခုလိုမျိုး CIA ရဲ့တကယ်အကြီးဆုံးပေါ့လေထိတ်ဆုံးကဒီသူ့ရဲ့
ဒီ CIA အကြီးကဲသွားပြီးတော့တတိပေးတာကရုရှားကဒါဒုတိယအကြိမ်လို့တော့ပြောလို့ရတယ်ပထမအကြိမ်ကဒါသမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကရုရှားကဒီယူကရိန်းနယ်စပ်မှာသူပြင်ဆင်နေပြီပေါ့လေစစ်ပွဲဆင်နွှဲဖို့အတွက်ကိုဒီတင်ကားတွေဘာတွေတော်တော်များများပြင်ဆင်နေတဲ့အချိန်မှာသွားပြီးတော့အဲ့တုန်းကဂျိုးဘိုင်ဒန်လက်ထက်တုန်းကတာဝန်ယူတဲ့ CIA အကြီးကဲကသွားပြီးတော့ပူတင်နဲ့တွေ့ပြီးတော့တားခဲ့သေးတယ်မင်းတို့လုံးမဲ့အစီအစဉ်တွေငါတို့အကုန်သိတယ်မင်းတို့မလုံးနဲ့နော်ဆိုပြီးတော့တားခဲ့တယ်ဒါပေမဲ့တိတ်မကြခင်မှာပဲထင်ထားတဲ့အတိုင်းပဲရုရှားကယူကရိန်းကိုကျူးကျော်တယ်ဆိုတော့အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာလုံးဝကိုဒါအမေရိကန်နဲ့ရုရှားနဲ့ကြားမှာဆက်ဆံရေးရတော်တော်လေးဆိုးဆိုးဝါးဖြစ်သွားရပေါ့လေဟိုထရန့်လက်ထက်မှာလည်းဒါရုရှားနိုင်ငံမော်စကိုမြို့အထိကိုသွားပြီးတော့CIAကြီးခဲ့ရဒုတိယအကြိမ်တခြားနိုင်ငံတခုကိုမထက်ပြီးတော့မလုံနဲ့နော်နေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုမင်းကျူးကျော်ဖို့စီစဉ်နေတာငါတို့သိတယ်မင်းမလုံနဲ့နော်အနေကြီးတယ်နော်ဆိုပြီးတော့သွားပြီးတတိပေးတာဆိုတော့ပူတင်ကလက်ခံနိုင်ပါမလားဒီတစ်ခေါက်တော့ပူတင်နဲ့တော့မတွေ့ခဲ့ဘူးဒါပေမဲ့ပူတင်ကဒီဂျွန်ရက်လစ်ပြောတဲ့စကားဒါအဓိကထရန့်ရဲ့သတင်းစကားပေါ့လေဒီဥစ္စာကိုလက်ခံပါမလားမင်းတို့ငါတို့ဂီးမဆိုင်ဘူးဆိုပြီးတော့ဒါသူစီစဉ်တဲ့အတိုင်းပဲလုပ်ပါမလားပေါ့လေဒါလည်းကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်အောင်မယ်ရုရှားအတွက်ကတော့အခုချိန်မှာအထိလည်းတဖြည်းဖြည်းနဲ့နားလာတယ်ဒါရုရှားပြည်သူတွေကအခုစစ်သားစုဆောင်းမှုတွေကအခု6လပိုင်းကျော်စပြီးတော့သူတို့လုပ်ဖို့ရှိတယ်စစ်သား3သိန်းလောက်စုဆောင်းမှာဆိုတော့အခုပြည်တွင်းမှာရှိတဲ့လူငယ်တွေကလည်းဘယ်နိုင်ငံမဲ့ရဆိုတဲ့ပုံစံမျိုးနဲ့ထွက်ဖို့အတွက်ပြင်ဆင်နေရတယ်လည်းအများကြီးတွေ့ရတယ်ပေါ့လေအဲ့လိုပုံစံတွေဖြစ်နေတော့တော်တော်လေးရုရှားယူကရိန်းကိစ္စကလည်းဘယ်လိုပြောရမလဲတခြားနိုင်ငံတစ်ခုပါလာမယ်ဆိုရင်တော့စစ်ပွဲကပိုပြီးကြီးွားပြီးတော့ဥရောပတိုင်းလုံးနဲ့အရင်လိုဒုတိယကမ္ဘာစစ်လိုများဖြစ်သွားနိုင်မလားပေါ့လေဖြစ်နိုင်တယ်အဲ့လိုအခြေအနေမှာဆိုအမေရိကန်ကရောဝင်ရောက်ပြီးတော့ပေါဝင်အားဖြည့်ဖို့ဆိုတာကအဆင်ပြေပါမလားထွန်းလက်ထက်မှာပေါ့လေတော်တော်လေးတော့စဉ်းစားစရာကောင်းတယ်ပေါ့လေပြီးတော့နောက်တစ်ချက်ကဒီအရှေ့လေပိုင်းကိစ္စပေါ့လေကျွန်တော်အရှေ့လေပိုင်းမှာကတော့တူတူကြအနေနဲ့နည်းနည်းရည်စရာတော့ကောင်းလာတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့ဒီပါကစ္စတန်နိုင်ငံပေါ့တခြားပင်လယ်ကွေ့နိုင်ငံတွေကအခုဆိုရင်ဒါအလုံးသိကြတဲ့အတိုင်းပဲရင်တော့ဆော်ဒီနဲ့ပါကစ္စတန်နဲ့ကကာကွယ်စာချုပ်ချုပ်တယ်အဲ့နောက်မှာတူရကီနိုင်ငံလည်းပါလာတယ်ကာကွယ်စာချုပ်3နိုင်ငံချုပ်တယ်အခုပါကစ္စတန်ကဘယ်သူနဲ့ထပ်ချုပ်လဲဆိုအိုမန်နဲ့ထပ်ပြီးတော့ချုပ်တယ်ပေါ့လေဆိုတော့တော်တော်လေးတော့ထူးထူးခြားခြားပေါ့လေဒီရှေ့လေပိုင်းနိုင်ငံတွေအကုန်လုံးကအရင်တော့အမေရိကန်နဲ့ဒါသဘောတူညီချက်လုပ်ထားအမေရိကန်အခြေစိုက်စကန်တွေရှိတဲ့နိုင်ငံတွေကအခုချိန်မှာပါကစ္စတန်နဲ့သွားပြီးတော့စာချုပ်ချုပ်နေတာဆိုတော့ပါကစ္စတန်ကအဲ့နိုင်ငံတွေကိုလှည့်ပြီးတော့ဝင်ပြီးတော့ကောက်စားလုပ်နေတဲ့ပုံစံအောင်ဖြစ်နေရပေါ့လေဒီအမေရိကန်နဲ့အီရန်နဲ့စစ်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်ရဲ့ဒီကာကွယ်မှုတွေကတိတ်ပြီးမလုံခြုံဘူးဆိုပြီးတော့ခံစားလာရတယ်ဒီနိုင်ငံတွေကလည်းအမေရိကန်ပြီးတော့နိုင်ငံရေးအပြောင်းလဲအများကြီးဖြစ်နိုင်တယ်ဆိုတော့သူကပါကစ္စတန်ကြတော့ဒီငွေကြေးထောက်ပံ့ပေးမယ်မင်းတို့ငါတို့ကာကွယ်ပေးဆိုတဲ့ပုံစံဆိုတော့ပို့အဆင်ပြေအမေရိကန်ကြောက်သူတို့ကပြောချင်တိုင်းလည်းပြောလို့မရဘူးပြီးတော့ဘာသာတရားရလည်းသူတို့ကဘာသာတူတွေဖြစ်တဲ့အတွက်ကြောင့်တခုဆိုရင်ပါကစ္စတန်ကအမေရိကန်တော့မှပါကစ္စတန်ကောင်းမှုဆက်ဆံရတယ်နျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ဆိုတဲ့ဒီလို reason တွေရှိရပေါ့လေဒီလိုမျိုးရှိတဲ့အတွက်ကြောင့်ဒီပါကစ္စတန်နိုင်ငံဟန်တနိုင်ငံပြီးတနိုင်ငံလိုက်ပြီးတော့ကောက်စားလုပ်နေရလို့တော့မှဖိဖိနဲ့မြင်လာရတယ်ပေါ့လေဆော်ဒီအာရေဗျစတဲ့ဒီကာကွယ်ရေးစာချုပ်ကအခုဆိုရင်တခြားဒီပင်လယ်ဝိနိုင်ငံတွေပေါ့အားလုံးနိုင်ငံတွေပါလာပြီးတော့နောက်ပိုင်းဆိုရင် UAE တို့ကာတာတို့တခြားဘာရိန်းတို့ဒီနိုင်ငံတွေတော့မှပါလာနိုင်နေပေါ့လေဒီအကုန်လုံးအရှေ့လေပိုင်းနိုင်ငံတွေတော်တော်များများကိုပါကစ္စတန်ကပဲနောက်ဆုံးကာကွယ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတောင်ဖြစ်လာပြီးဆိုတော့ဒီစစ်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ထပ်အကျိုးမြတ်ထွက်တဲ့နိုင်ငံပါကစ္စတန်လို့တော့မှပြောလို့ရတယ်ပြီးတော့နောက်တစ်ချက်ကသူကဂျားတွေကပွဲသားပုံစံနဲ့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်တာဆိုတော့ဒါနောက်ဆုံးဆိုရင်အီရန်တော်မှပါကစ္စတန်နဲ့တော့မှစာချုပ်တော်ချုပ်ထားနိုင်တယ်ပေါ့လေဘာလို့ဆိုတော့ပါကစ္စတန်ရဲ့စီဦးစီးချုပ်ကလည်းအီရန်နိုင်ငံကိုသွားပြီးတော့တွားရောက်ပြီးတော့ဒီရှေ့လေပိုင်းငြိမ်သက်ဖို့ဆိုတဲ့ဆွေးနွေးမှုတွေတွားပြီးလုပ်နေတာဆိုတော့နောက်ပိုင်းကျရင်အီရန်တော်မှဒီစာချုပ်ထဲမှာတော့ပါလာနိုင်တယ်ပေါ့ဒါကတော့ဟာတာအနေနဲ့ပြောတာပေါ့လေဆိုတော့ပါကစ္စတန်ကတော့လုံးဝကောက်စားလုပ်နေတာပေါ့ဒါကတော့ဟိုတနေ့ကတွေ့လိုက်ရတဲ့သတင်းပေါ့လေဆိုတော့အခုစစ်ပွဲတွေကတော့အမေရိကန်နဲ့အီရန်ကတော့လုံးဝငြိမ်နေတယ်ဒီတိုင်းပဲပေါ့လေဒီတိုင်းပဲရက်နေတဲ့ပုံစံမျိုးကြီးဖြစ်နေတယ်စီးပွားရေးပိတ်ဆို့မှုကတော့အများကြီးရှိတယ်အီရန်နိုင်ငံမှာဆိုလဲဒီငွေကြေးဖောင်းပွားမှုကတော်တော်လေးကိုဆိုးဝါးနဲ့တော်တော်လေးကိုဆိုးတာပေါ့လေနည်းနည်းမဟုတ်တော်တော်ကိုဆိုးတဲ့အခြေအနေဆိုတော့ဘယ်လောက်တောင်းခံနိုင်မလဲဆိုတာပဲကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ့လေအမေရိကန်ကနောက်ထပ်စီးပွားရေးပိတ်ဆို့မှုအသစ်ထပ်ပြီးချလိုက်တယ်အီရန်နိုင်ငံအပေါ်မှာအီရန်နိုင်ငံနဲ့ဆက်သွယ်တဲ့နိုင်ငံတွေကိုအကုန်လုံးဓာတ်ခတ်မယ်ရေးယူမယ်ဆိုတဲ့ပုံစံဒါပေမဲ့တရုတ်ကတော့လုံးဝခါခါတီးတီးငင်းဆိုတာပေါ့လေလက်မခံဘူးဒါအမေရိကန်ကတကယ်ရောလုံးမလားဘယ်လိုလုံးမလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့လေဒါကတော့လက်ရှိယူကရိန်းမှာဒါဖြစ်သွားတဲ့အဖြစ်အပျက်နဲ့ဒါရှေ့လေပိုင်းနဲ့ပေါ့လေဒါကျွန်တော်ထပ်ပြီးတော့ update လုပ်ပေးရအောင်မနေ့ကတော့ဗီဒီယိုမှာကြတော့ဒါပထမဒိုလိုတွေပေါ့လေဘာအကြောင်းအရာတွေဘလို့တွေလဲဆိုတာတေချာမသိပေမဲ့အခုဆိုတော့ trend ကတော့ဘာပြောလဲဆိုတော့အခုဒီ CIA အကြီးကဲ John Ratcliffe သွားတဲ့ကိစ္စကအရေးကြီးခွင့်ချက်မဟုတ်ဘူးပေါ့လေပုံမှန်ဒါဒီငင်းငယ်ရေးသူတို့ဖော်ဆောင်နေတဲ့ထဲကအစိပ်ပိုင်းတစ်ခုအနေနဲ့ဒါသွားတယ်လို့ပြီးတော့ပြောတယ်ပေါ့လေဒါပေမဲ့ဒီနောက်ွယ်မှာဒါမသိနိုင်တဲ့အကြောင်းတရားအများကြီးရှိတယ်ပေါ့လေပုံမှန်ဆိုရင်တော့ဒါညှိနှိုင်းဆွေးနွေးမှုတွေဖြစ်တဲ့ဒါ
ဂျရက်ကူရှနာတို့ဟိုတခြားလူတွေသွားမယ်ကိစ္စကိုမသွားဘဲနဲ့ CIA အကြီးအကဲကိုယ်တိုင်သွားတယ်ဆိုတာကဒါသူတို့မပြောနိုင်တဲ့နောက်ွယ်အကြောင်းတရားသတိပေးမှုတွေအကြောင်းတရားတွေရှိတယ်ဆိုပြီးတော့လည်းဒါစဉ်းစားလို့ရတယ်ပေါ့လေဒါကတော့လက်ရှိဖြစ်နေတဲ့အခြေအနေကိုကျွန်တော်ဆက်ပြီးတင်ဆက်ပေးတာပေါ့နော်ဒီနေ့ကတော့ဒါအော်ဂိုလာ28ရက်နေ့ပေါ့လေကျွန်တော်နေဆွဲထည့်ပြောပါဆိုတော့အမှန်မှန်တော့ဒီနေဆွဲတွေကဒီအောက်မှာတင်ထားတဲ့ဒီဗီဒီယိုကြည့်လိုက်မယ်ဆိုရင်တော့အကြမ်းများအဖြစ်တော့သိနိုင်တယ်ပေါ့လေဘယ်နေ့ရိုက်တဲ့ဗီဒီယိုလဲဆိုတာဒါပေမဲ့တော်တော်များများနေစေဒီဘယ်နေ့ဘယ်ရက်ပေါ့လေ date ပေါ့ date ထည့်ပြောပါဆိုတော့ဒီနေ့ကတော့အော်ဂိုလာ28ရက်နေ့ဖြစ်ပါတယ်ပေါ့လေဆိုတော့ဒါကျွန်တော် update ကိုတင်ဆက်ပေးရဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြတာပေါ့